လမ်းခွဲရအောင်တေချာလို့လားတေချာတယ်အင်းဝေးကွာလုံးနဲ့အဝေးရောက်ချီရဲ့နာကျင်မှုကိုမခံစားနိုင်တော့တာကြောင့်အမျိုးသမီးဟာနေဆက်မှာတာဝန်ကျနေတဲ့သူမရဲ့ချစ်သူကိုရဲရဲဆက်ဆက်လမ်းခွဲစကားပြောခဲ့ပါတယ်သူကဒီလောက်အလွယ်တကူသဘောတူလိမ့်မယ်လို့သူမဘယ်တော့မှမမျှော်လင့်ခဲ့မိပါဘူးစိတ်လိုက်မှန်မှဆုံးဖြတ်ချက်တစ်ခုကသူတို့နှစ်ဦးလုံးအတွက်ဆယ်စုနှစ်တစ်ခုစာနောင်နာတွေဖြစ်လာလိမ့်မယ်လို့ဘယ်သူမှကြုံမသိခဲ့ကြပါဘူးအဲ့ဒီနေ့ကတောင်းပန်တိုးရှိုးတာတွေအငင်းပွားတာတွေမရှိခဲ့ပဲအဆုံးမရှိတဲ့မျက်ရည်တွေပဲရှိခဲ့ပါတယ်သူတို့လူငယ်ဘဝရဲ့အလှပဆုံးအမတ်တရားတွေဟာအဲ့ဒီပြင်းထန်တဲ့ဆောင်းရာသီမှာပဲထာဝရပိတ်လောင်ခြင်းခံလိုက်ရပါတယ်ဒါပေမဲ့ကံကြမ္မာကရက်ဆက်စွာကစားတတ်ပါတယ်ရှစ်နှစ်ကြာမှတော့သူတို့ဟာလမ်းပေါ်မှာမမျှော်လင့်ပဲပြန်ဆုံခဲ့ကြပါတယ်အရာအလုံးပြောင်းလဲသွားခဲ့ပါပြီတစ်ချိန်ကခွဲမရအောင်ချစ်ခဲ့ကြတဲ့ချစ်သူတွေဟာအခုတော့အကျွမ်းတဝင်ရှိဆုံးသူစိမ့်တွေဖြစ်နေခဲ့ပါပြီမင်းငါဘာတူလဲဆိုတာမှတ်မိသေးလားမှတ်မိတာပေါ့မင်းပြဖြစ်သွားရင်တော့ငါမှတ်မိတယ်ဒီလိုပြောပြီးနောက်ချက်ကလှည့်ထွက်သွားခဲ့ပါတယ်အတိတ်ကဒဏ်ရာတွေကနှက်ဆိုင်လုံးနေခဲ့ပါပြီဘာတွေလာမှုမှကြံမနေခဲ့တော့ပါဘူးသူကလုတ်ဖို့ကင်ဖက်ရဲ့ကားပေါ်တက်ပြီးနောက်လည်းမကြည့်ပဲထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့ဒီလိုအချင်းမျိုးကဒီတိုင်းမေးပြစ်လိုက်လို့ရတဲ့အရာမဟုတ်ပါဘူးကားမောင်းထွက်သွားချိန်မှာဂျက်ဟာအနောက်ကြီးမှန်ကနေအာနာရဲ့ပုံရိပ်မျက်စိထဲကပုံပြောက်ကွယ်သွားတဲ့အထိမကြည့်ပဲမနေနိုင်ခဲ့ပါဘူးအိမ်ပြန်ရောက်တော့အာနာဟာဂျက်ရဲ့ညီမစီကနေသူ့ဖုန်းနံပါတ်ကိုရခဲ့ပါတယ်သူမရဲ့လက်ချောင်းလေးတွေကဖုန်းခေါ်ဖို့ချိန်ရွယ်နေပေမဲ့ခေါ်ဆိုဖို့တတိမရှိခဲ့ပါဘူးနောက်ဆုံးတော့လမ်းခွဲခဲ့တာကသူမကိုယ်တိုင်ဖြစ်ပြီးအခုချိန်မှာသူ့ဘဝကိုနှောက်ယှက်ဖို့သူမမှာအခွင့်အရေးမရှိတော့ပါဘူးအာနာမသိခဲ့တာကတော့ဂျက်ကသူမရဲ့တိုက်ပြင်ဘက်မှာရှိနေခဲ့တာပါသူကမီးလင်းနေတဲ့သတင်းပေါက်ကိုစိတ်ရှုပ်ထွေးစွာနဲ့မောကြည့်နေခဲ့ပါတယ်သူမကြခင်တာဝန်ပြောင်းရတော့မှဖြစ်ပြီးအာနာဘဝရဲ့ပြန်မပေါ်လာတဲ့တော့ဘူးဆိုတာသူသိနေပါတယ်ဒါကြောင့်သူဟာခံစားချက်တွေကိုအနက်ရှိုင်းဆုံးမြုပ်နှံပြီးသူ့ရဲ့တာဝန်ကိုဆက်ထမ်းဆောင်ဖို့ချီမင်ဆိုတဲ့နေဆက်မျိုးလေးကိုပြန်မောင်းထွက်သွားခဲ့ပါတယ်နောက်ထပ်2နှစ်ထပ်ကုန်လွန်သွားခဲ့ပါတယ်တနေ့မှာတော့အာနာဟာသူမရဲ့တငယ်ချင်းအကောင်ဆုံးနဲ့အတူချီမင်မျိုးကိုအလုပ်ကိစ္စနဲ့လိုက်လာခဲ့ပါတယ်ဓာတ်စီဆိုင်ကိုရောက်ပြီးမကြခင်မှာပဲသူမရဲ့ကားခိုးခံလိုက်ရပါတယ်အကိုရမယ်ဖြစ်နေတဲ့အချိန်မှာပိတ်ထားလောက်ပြီလို့ထင်ထားတဲ့ဖုန်းနံပါတ်တစ်ခုကိုသူမတတိယသွားခဲ့ပါတယ်ချီမင်ကိုပြန်ရောက်နေတဲ့ချက်ကတော့မမျှော်လင့်ပဲရောက်လာတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကငြိမ်သက်မှုကိုမဖြတ်စည်းခင်အထိသူမနဲ့ဘယ်တော့မှလမ်းပြန်ဆုံတော့မှမဟုတ်ဘူးလို့ယုံကြည်နေခဲ့တာပါဟယ်လိုဘာတူလဲအာနာပါငါချီမင်မှာဒုက္ခရောက်နေလို့ငါကားခိုးခံရလို့လိပ်စာပို့လိုက်နင်းတွေအသေးတန်ကြနေပြီးလေကလည်းဓာတ်နဲ့မွန်းတယ်လို့တိုက်ခတ်နေပါတယ်အာနာဟာအဲ့ဒီနေရာမှာတည်းနိုင်ဝက်နီးပါစောင့်ဆိုင်နေခဲ့ပါတယ်သူမလက်လျှော့တော့မဲ့အချိန်မှာပဲအင်ဂျင်တန်တန်ကစောင်းရတီရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲပြီးထွက်ပေါ်လာပါတော့တယ်